video လေးမှာတော့ memorize commercial ဆိုတဲ့ကျွန်တော် video လေးကိုကျွန်တော်တင်ပြချင်ပါတယ်အခု video လေးမှာပြောမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမြေစီမြေနေရာကြော်ညာတွေမှာအယုတ်အဖြစ်တန်အဖြစ်ကျွန်တော်တို့ဒီတီးလုံး music တခုဖြစ် melody အဖြစ်အမြဲတမ်းဆွဲတင်သွားစေနိုင်တဲ့အကြောင်းအရာလေးတွေရှိပါတယ်အဲ့ဒီတို့ point လေးတွေရှိပါတယ်ကျွန်တော်တို့ရဲ့ကြော်ညာတွေမှာ print ad တွေမှာကျွန်တော်တို့ဒီ creative သမားတွေဖန်တီးလိုက်တဲ့အရာတွေရဲ့ဒီကျွန်တော်တို့အကျိုးသက်ရောက်မှုလေးတွေကတော့ဒီအမြဲတမ်းဆွဲတင်သွားစေနိုင်တာမျိုးအမြဲတမ်းဒီထက်စာသားလေးတွေပြန်လည်ပြောဆိုနေတာမျိုးဒီလုံးလေးကိုပြန်လည်တည်ဆုံနေတာမျိုးလေးတွေကိုတွေ့ကြုံမှုကြမှာပါအဲ့ဒါနဲ့ပတ်သက်တဲ့နမူနာလေးတွေတချို့ကိုကျွန်တော်စီစဉ်ပြီးတော့ကျွန်တော်တို့ကြည့်ချင်ပါတယ်ဟုတ် okay ဒီအရှင်ဆုံးကြော်ညာလေးကတော့ဒီ Snapchat ဆိုရဲအားလုံးကျော်ဒီ Snap ကလေးတခုရဲ့ကြော်ညာလေးပါပဲဒါလေးကလည်းနည်းနည်းလေးရေပန်းစားနေတာကိုတွေ့ရတယ်ဒီမှာအားလုံးသိကြတဲ့အတိုင်းပဲစိတ်ဝင်စားစရာကျွန်တော်တို့ဒီချစ်စရာကောင်းတဲ့ကြော်ညာလေးတခုဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီလိုမျိုးကြော်ညာလေးများရှိတဲ့နေရာတွေမှာဒါလေးမှာဘာကပို့ပြီးတော့ကျွန်တော်တို့ဆွဲဆောင်သွားပြီးတော့ကျွန်တော်တို့ပြောစမှတ်ဖြစ်စရာလေးကျွန်တော်တို့အခုကြည့်ကြမယ်လူတွေကိုဆွဲတင်သွားစေနိုင်တော့ချက်ကဘာလေးလဲဆိုရင်တော့ကောင်မလေးရဲ့ကလေးလေးရဲ့လက်ထဲကအလူကျော်ထုတ်ကလေးတွေကတခုပြီးတခုပြောင်းလဲသွားတာကိုပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒါကိုပဲလူတွေကစိတ်ဝင်စားကြတယ်ပြောကြဆိုကြတယ် comment တွေမှာရေးကြတယ်ဆိုတော့ဒီချက်လေးကတော့ကျွန်တော်တို့ပြောတဲ့အတိုင်းပဲဆွဲတင်သွားစေနိုင်မယ်ကျွန်တော်တို့ထူးခြားတဲ့ဆွဲဆောင်ထားနိုင်တဲ့အချက်ကလေးတခုအမှတ်တင်ဖြစ်စေမယ်ချက်လေးတခုလို့ကျွန်တော်ယူဆပါတယ်နောက်တစ်ခုကလည်းကျွန်တော်တို့အမြဲတမ်းအပြောဆုံးနေကြတဲ့အမြဲတမ်းနဲ့ဒီချစ်စရာကောင်းတဲ့ဟာသာဆက်ဆံလေးဖြစ်နိုင်တဲ့ဒီအမေဆိုလက်အော်တဲ့ပုံစံလေးပဲဖြစ်ပါတယ်ဒီရဲ့ super ကြော်ညာရဲ့ super ကွေကကြော်ညာလေးရဆိုရင်လူတွေများပြောစမှဖြစ်ပါတယ်ဒီကြော်ညာလေးရဲ့ဒီစကားလုံးလေးကိုအမြဲပြန်ပြောကြတယ်အမြဲပြန်စားကြတယ်အဲ့ဒါမျိုးလေးတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီလုံးလေးပါဟုတ်ပါတယ်ကျွန်တော်ကလေးရောလူကြီးရောကြားလိုက်တာနဲ့ဘယ်ကုမ္ပဏီဘယ်ရုပ်ရှင်ကုမ္ပဏီဒီလုံးလဲဆိုတော့တန်တီနိုင်နေဒီလိုဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီနွားလေးနဲ့အခုလက်ရှိကိစ္စနဲ့ကြောင်းလေးဖြစ်ပါတယ်ဟုတ်ပါတယ်ဒီကပ်ပလိုက်နဲ့နှုတ်ထည့်လိုက်မယ်ဆိုတဲ့ကားစတစ်ကာလေးကလူတွေကြားထဲမှာရေပန်းစားသွားခဲ့တာတော်တော်ကြာပါပြီဆိုတော့အဲ့ဒီ mascot ကောင်လေးကိုပဲအသုံးပြုပြီးတော့သူတို့ဟာအခုဒီဖြစ်တဲ့ပြဿနာပေါ်မူတည်ပြီးတော့တောင်းပန်ကြေညာချက်လေးကိုလည်းထောက်ထားတွေ့ရတယ်အဲ့တော့ဒီမှာဆိုရင်လည်းကျွန်တော်တို့ mascot လေးကိုတာမန်လို့အသုံးချခြင်း promotion အသုံးချခြင်းဆိုတာထက်ကိုကျွန်တော်တို့ခြားလေးအသုံးချပြီးတော့မမိစီနိုင်တာတွေ့ရပါဖြစ်ပါတယ်ဒီနောက်ဆုံးကြော်ညာလေးကတော့ကျွန်တော်တို့ဒီ print ad လေးတစ်ခုနဲ့ပြချင်တာဖြစ်ပါတယ်ဆိုတော့ဒီ Pepsi ရဲ့ကျွန်တော်တို့ဒီ Halloween ကြော်ညာလေးရဆိုလို့ရှိရင် wish you a scary Halloween ဆိုတဲ့စာသားလေးနဲ့ဒီ Coca-Cola ကိုသူတို့လှောင်ပြောင်းလိုက်တဲ့တေဖို့ချက်ကလေးဖြစ်ပါတယ်အဲ့ဒီတိုင်းပဲဒီ Coca-Cola ဘက်ကလည်းပြန်လဲပြီးတော့ဒီတုံ့ပြန်လာတယ်ဆိုတော့ကြော်ညာလေးရလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်သူတို့ everybody wants to be a hero ဆိုပြီးတော့သူတို့ကပြန်လာရင်လှောင်ပြောင်းပြီးတော့ဒီမှာလည်းကျွန်တော်တို့တာမန် print ad တွေကိုမြင်တာတက်ကိုကျွန်တော်တို့ကဒီလူတွေရဲ့စိတ်ထဲမှာဒီနှစ်ခုချကြပါလားဖိုက်နေကြပါလားဆိုတော့ခန်းစားချက်ကလေးနဲ့ကျွန်တော်တို့အမှတ်ထင်ဆွဲကြံစီနောင်ပြုလုပ်ထားနိုင်တဲ့ကြော်ညာတစ်ခုပဲလို့ကျွန်တော်တော့ယူဆပါတယ်ဗျာဆိုတော့ကျွန်တော်ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ဒီကြော်ညာဒီ creative နဲ့ပတ်သက်တဲ့ဒီ video လေးတွေကိုပေါ်ပြောဆိုပြီးတော့တူတော်တော်လေးပဲတော့အောင်မယ်ကျွန်တော်တို့ဒီဆက်ပြီးတော့လည်းကျွန်တော်တို့ဒီလိုမျိုးကြော်ညာတစ်ခုမှာလူတွေအများနဲ့ဆွဲတင်စေနိုင်တာမျိုးလူတွေရဲ့စိတ်ထဲမှာပြန်လဲပြီးတော့နှစ်တည်ကြတယ်ဒီပြန်လဲပြောဆိုနေတာမျိုးကလေးတွေကအစားပြောဆိုပြီးတော့ရွတ်ဆိုနေကြတဲ့ဒါမျိုးတွေဒီလူကြီးတွေကြားထဲမှာလည်းဒီအ
အကြောင်းအရာဟာပြောဆိုစရာနုံနာယူစရာဖြစ်နေတာမျိုးတွေအများကြီးရှိပါတယ်ဆိုတော့ဒီဟာတွေကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့ကလည်းမိမိရဲ့အကြောင်းအရာမိမိရဲ့credit တစ်ခုမှာဘယ်လိုမျိုးကျွန်တော်ရွေးချက်ရှိဒီထည့်သွင်းခဲ့တာတွေဖြစ်စေရွေးချက်မရှိဘဲနဲ့ပါသွားလာတာလည်းရှိကောင်းရှိနိုင်တယ်ဆိုပေမဲ့လည်းကျွန်တော်တို့ဘယ်လိုမျိုးများကျွန်တော်တို့တွေ create လုပ်နိုင်မလဲကျွန်တော်တို့တွေဘယ်လိုများဖန်တီးနိုင်မလဲဆိုတော့ကိုကျွန်တော်တို့လေ့လာလို့ရမယ်သုံးသပ်လို့ရစဉ်းစားလို့ရမယ်ဆိုတော့ကျွန်တော်ချင်းတင်ပြခြင်းပဲဖြစ်ပါတယ်ခင်ဗျာ Okay နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် See you